တိအချိန်မဲ့ဟိသတိပေးတံကိုကြားလိုက်တာနဲ့ရီကိုဟာစီတိုင်ကီတွေကိုဖြုတ်ချလိုက်ပါတယ်ပြီးတော့ဆွဲကွေးလိုက်တယ်ဗျအချိန်ပြင်းလွန်းလို့ F15 ရဲ့တောင်ပံတွေမှာရေငွေ့တွေတောင်ဖုံးလွှမ်းသွားခဲ့တဲ့အထိပဲဗျပြီးတော့ရန်သူဟာရေတာပေါ်မှာပေါ်လာခဲ့တယ်ရန်သူနဲ့8မိုင်ပဲကွာတော့တယ်အခုဆိုနှစ်ဖက်စလုံးဒုံးကျည်ပစ်နိုင်တဲ့အကွာအဝေးထဲရောက်နေခဲ့ပြီးတစ်ဖက်ကတည်းအီရက်လေသူရဲလေဗျာသူကအမေရိကန်လေယာဉ်တွေသူရှိတက်မှာရှိနေကြောင်းသတင်းရလိုက်တယ်ဗျအဲ့ဒါနဲ့သူဟာရေတာကိုဖွင့်လိုက်တယ်ရီကိုရဲ့ F15 ကလည်းသူ့ရဲ့ရေတာမျက်နှာပြင်ပေါ်မှာပေါ်လာခဲ့တယ်လေအဲ့ဒီအချိန်မှာပဲရီကိုရဲ့ RWR ပေါ်မှာကြောက်စရာကောင်းတဲ့29ဆိုတဲ့ကဏ္ဍပေါ်လာခဲ့တယ်ဗျအခုတော့ Mike 29နဲ့ F15 နှစ်စင်းလုံးဟာအတန်ထက်မြန်တဲ့အချိန်နဲ့တယောက်စီဒဲကိုတိုးဝင်လာနေကြပြီဗျာရီကိုကပြစ်မှတ်ကိုဝါချလိုက်ပေမဲ့သူကမပြစ်သေးဘူးဘာလို့လဲဆိုတော့8မိုင်တွင်းမှာရှိနေတဲ့လေယာဉ်ဟာသူ့ရဲ့မိတ်ဖက် F118 ဖြစ်နေနိုင်တာကြောင့်မျက်မြင်အတည်ပြုဖို့လိုအပ်နေခဲ့တယ်ဗျ RWR ပေါ်မှာကတော့29ဆိုတဲ့တေမင်းရဲ့အချက်ပြတန်ကမြည်နေသေးဗျအနေရကတကယ်ကိုလက်တကမ်းမှာရောက်နေပြီဒါပေမဲ့သူ့ရဲ့တွဲဖက်မိုးကိုရန်သူလားမိတ်ဆွေလားဆိုတာခွဲခြားဖို့အမိန့်ပေးလိုက်တယ်ဗျဒါပေမဲ့အခုတော့အချိန်ကမရှိတော့ဘူးတားကြီးတို့ရေလာမဲ့ပတ်အိမ်မှာဆက်လက်ပြီးကြည့်ရှုပေးကြပါဦးဗျ